ပတ်ဝန်းကျင်ကိုထိမ့်သိမ်းလို့ရတယ်ပို့ပြီးတော့ထူးခြားတဲ့ပုံစံနဲ့ပြန်ပြီးတော့စိမ့်လာလို့လုပ်လို့ရတယ်အဲ့ဒါမလုပ်မရတဲ့ကိစ္စမဟုတ်ဘူးအပြုသဘောအမြင်နဲ့မြင်ရမယ်အနိစ္စသဘောတရားဆိုတော့အားလုံးပြောင်းနေတယ်ပြောင်းတဲ့အခါမှာအကောင်းဘက်ကိုပြောင်းအောင်လုပ်ရမယ်ခုနကသားပြောထားတဲ့ကိစ္စတွေကအားလုံးအစီရင်ခံစာတွေမှာဒီကိစ္စတွေကိုပြောပြီးသားတယ်ဒါဖတ်ပြီးပြီလည်းပြောသေးတယ်ဖတ်ပြီးလည်းဖတ်မပြောနဲ့ပြီးအောင်နားထောင်အဲ့တော့အဲ့ဒီချက်မှာဆိုလို့ရှိရင်ဒီရော်ချင်းငွေတွေကိစ္စပြောတယ်ဒီရော်ချင်းငွေတွေကိုပြန်ပြီးဖြည့်ဆည်းပေးမယ်ဆိုတော့ဒီစီခါတဲ့မှပါတယ်ဖြည့်ဆည်းပေးမယ်ဆိုတော့နောက်လာမှာဘူးမနေ့ပြန်စမနေ့ပြန်15ရက်16ရက်18ရက်မှာဆိုလို့ရှိရင်အုပ်ချုပ်ရေးဖွဲ့တွေကကွင်းဆင်းမယ်ကွင်းဆင်းပြီးတော့ရှောက်စာတွေပြင်ရမယ်ဘယ်တော့မှဘယ်လောက်ယူခဲ့တယ်ရော်ချင်းကိုမပေးခဲ့ဘူးမပေးခဲ့ဘူးဆိုလို့ရှိရင်ဒီတော့ရော်ချင်းကိုရှောက်စာတင်ရမယ်အဲ့ဒါရော်ချင်းကိုရက်ပိုင်းတွင်းတာကိုပေးရနောက်ပြီးတော့နောက်တစ်ခုကဟိုရဲတပ်ဖွဲ့အနေနဲ့မလုပ်ခဲ့တယ်အပြစ်ရှာကျွန်မပြောပြီးစရရအမေပြောတယ်အပြစ်ရှာပြီးတော့တရခါချားတယ်လို့လုံးလို့မဟုတ်ဘူးဒီနောင်ကြလို့ရှိရင်ဒီပြဿနာမျိုးတက်အောင်တေးသေးချာချာစစ်စစ်ကြည့်တယ်ဒီဟာမိလောင်ဘုံမဟုတ်ဘူးမိကိုဘုံအဲ့ဒီဟာကမိလောင်ဘုံနဲ့မိကိုဘုံနဲ့ဘာကွာလဲဆိုတော့မိကိုဘုံဆိုတာခင်းလင်းမြေမှာလုံးဝမကိစ္စဘူးဒါကအစီခါစားထဲမှာအလုံးပါပြီခင်းလင်းမြေမဟုတ်ဘဲနဲ့တောက်ပေါ်လင်းနဲ့အုပ်ထားတဲ့နေရာမှာသုံးတဲ့အခါကျတော့မိစာလေးတွေထပေါက်လို့ရှိလို့ရှိရင်မိလောင်သွားတယ်မိစာလေးမဟုတ်ပါဘူးမိစာကြီးမိစာကနေမိလောင်မိစာကနေပြီးတော့တောက်ပေါ်လုံးထိလို့ရှိရင်မိတော့ဖြစ်တယ်အဲ့ဒါဟင်းလင်းမြေမှာသုံးလို့ရှိရင်ဘာမှမဖြစ်ဘူးအဲဆိုဟင်းလင်းမြေမှာကျတော့မိစာငင်းကတော့မိကိုထွက်ဖို့ပဲမိကိုဘုံဆိုတာဟာမိမပါဘဲနဲ့မိကိုမထွက်ဘူးအဲ့တော့ပထမတော့မိစာလေးတွေပေါက်တယ်မိစာလေးတွေပေါက်ပြီးတော့မိစာကနေပြီးတော့မိကိုတွေထွက်အဲ့တော့အဲ့ဒါမိကိုဘုံဆိုတာအဲ့ဒါမိတော့ဘုံခဏလုံးတဲ့လူခေါ်ထုတ်ပေးပါမယ်ပြလိုက်တာနဲ့ခေအုံကိုမိတော့ဘုံဟုတ်ဘူးအုံးဆိုမြန်နေဘာဖြစ်လို့ဒီကတောက်ပေါ်လင်းရှိနေတဲ့အခါကျတော့မိစာတွေပါဆိုတော့အမေတို့ကိုယ်တိုင်စမ်းသပ်ကြည့်တော့ထုတ်လုပ်တဲ့လူတွေတောင်မှဒီလိုဖြစ်တတ်တဲ့သဘောရှိမှမဟုတ်ဘူးထုတ်လုပ်တာခင်းလင်းမြေမှာသုံးဖို့ထုတ်လုပ်တာခင်းလင်းမြေမှာပြက်လိုက်တော့ဘာမှမဖြစ်ဘူးဘာမှကုန်ဖြစ်ဘူးမိစာလေးတွေတော့ပေါက်ထားတယ်ဒါပေမဲ့ဒီလိုတောက်ပေါ်လင်းအုပ်ထားတဲ့နေရာမှာပြက်လိုက်တဲ့အခါကျတော့မိစာတွေကချက်ချင်းတက်သွားတယ်မိစာဆိုမြန်ချက်ချင်းတက်သွားချက်ချင်းလောင်ပြီးတော့တစ်ခါပြန်ကျလာတယ်မိကတိတ်တော့အချိန်ပြင်းတဲ့အခါကျတော့ပျော်ပြီးကိုကျလာမိတော့ပျော်ပြီးကျလာတော့အောက်မှာရှိတဲ့အထူးဖြင့်အစီဝိုင်းစီတင်ကားဆိုလို့ရှိရင်အင်တာမှာမိတော့လွယ်ပါတယ်ချီးစစ်ဆိုရင်တော့မိတော့မလွယ်ဟိုဒါသူ့ရဲ့ဓာတုဝိဒါဘောတရားရောက်အဲ့တော့တစ်ခါလေးပြစ်လိုက်တာများတဲ့အခါကျတော့မိတော့တယ်ဖြစ်တယ်အဲ့တော့ဟိုအမေပြောမယ်နော်ဟိုအမေတို့ရဲ့တရားဥပဒေရဲ့အမြင်အရဆိုလို့ရှိရင်လူတိုင်းဟာပြစ်မှုထင်ရှားတယ်ဆိုတာတရားရာခိုင်နှုန်းသေချာမှပြစ်ရှိတယ်လို့သတ်မှတ်မသေးကြတဲ့၍အပြစ်မဲ့လို့သတ်မှတ်ဒါဥပဒေရဲ့တရားဥပဒေရဲ့ပေါ်ပဲဘာဖြစ်လို့ဆိုတော့တရားဥပဒေဆိုတာလူတွေကိုကာကွယ်ဖို့လူတွေကိုတိုက်ခိုက်ဖို့မဟုတ်ဘူးလူတွေကိုဖျက်ဆီးဖို့မဟုတ်ဘူးလူတွေကိုထိခိုက်ဖို့မဟုတ်ဘူးလူတွေကိုကာကွယ်ဖို့